နှိမ်ချခြင်းရဲ့အမျက်နှိမ်ချခြင်းရဲ့အနှိမ်လောကမှာလူအများစုမှားတာကြတာတခုရှိပါတယ်အဲ့ဒါကတော့နှိမ်ချတာနဲ့နှိမ်ချတာကိုရောထွေးညွှန်ကြတာပါပဲတဲ့နှိမ်ချခြင်းဆိုတာရွေးချယ်မှုပါနှိမ်ချခြင်းဆိုတာတဲ့မှာအစွမ်းအစတွေအောင်မြင်မှုတွေအပြည့်အရှိနေပါလျက်နဲ့သူတစ်ပါးအပေါ်မောက်မာမှုမပြပဲလေးစားသမှုနဲ့ဆက်ဆံတာကိုဆိုလိုပါတယ်မာမာနာကိုချုပ်တဲနိုင်ခြင်းဟာအကြီးမားဆုံးသောအောင်မြင်မှုပါနှိမ်ချတဲ့သူဟာရေပြည့်အိုးနဲ့တူပါတယ်ဘလောက်ပဲပြည့်နေပါစေအတန်မမီဘူးငိမ်သက်တယ်အေးချမ်းတယ်တင်နှိမ်ချလီလီလူတွေရဲ့လေးစားမှုကိုပိုရလီလီပါတယ်နှစ်နှိမ်ချခြင်းဆိုတာအခြေအနေပါနှိမ်ချခြင်းဆိုတာကတော့ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်မသိပဲဖြစ်စေပတ်ဝန်းကျင်ရဲ့နှိမ်ချမှုကိုလက်ခံလိုက်လို့ဖြစ်စေကိုတိမ်ငယ်နေတာကိုဆိုလိုပါတယ်ဘသူကမှတင့်ကိုလာပြီးနှိမ်ချအောင်လုပ်လို့မရပါဘူးတင့်ဘက်ကသာခွင့်မပြုဘူးဆိုရင်ပေါ့နှိမ်ချနေတဲ့အခြေအနေကနေယုံထွက်ဖို့ဆိုရင်မိမိကိုယ်ကိုယုံကြည်မှုဆိုတဲ့ self confidence ကိုအရင်ဆုံးတည်ဆောက်ရပါမယ်တင့်အတွက်ခွန်အားဖြစ်စေမဲ့စကားများတစ်ပင်ဟာအသီးများလီလေသူ့ရဲ့ကိုင်းညွတ်မှုဟာမြေကြီးနဲ့နီးလေလေပါပဲသင်ဟာအောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်စိတ်တက်ကိုနှိမ်ချထားပါဒါပေမဲ့သင်ရဲ့ရည်မှန်းချက်နဲ့တန်ဖိုးကိုတော့ဘယ်တော့မှနှိမ်ချမသွားပါစေနဲ့နှိမ်ချခြင်းကသင်ကိုလူချစ်လူခင်ပေါ်များစေပါလိမ့်မယ်နှိမ်ချခြင်းကိုညှင်းဆန်တာကသင်ကိုဂယုသိက္ခာရှိစေပါလိမ့်မယ်ဘဝမှာအောင်မြင်တဲ့အခါနှိမ်ချခြင်းကိုလက်ကင်ထားပါအခက်ခဲတွေကြုံလာတဲ့အခါမှာတော့ငါဟာနှိမ်ချရမယ့်သူမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပြန်ယုံထပါလို့တိုက်တွန်းချင်ပါတယ်